သာသနာတော်နှစ်2563နှစ်ကောဇာတက္ကရာ1380ခုနှစ်သမုလဆန်း2ရက်2019ခုနှစ်အောက်တိုဘာလ29ရက်မန္တလေးဒေသကြီးမန္တလေးမြို့အကွက်315ဒေဝံအနောက်ကံပလန်းမြန်မာနိုင်ငံတရားနှင့်တရားဤလုပ်ငန်းရှင်များကထိန်တော်အသင်း၌ဓမ္မမန္တတွင်ဆင်းကျင်းပပြုလုပ်အပ်သည်မြန်မာနိုင်ငံတရားနှင့်တရားဤလုပ်ငန်းရှင်များကထိန်တော်အသင်းမန္တလေးဤ35ကြိမ်မြောက်ဆင်းကျင်းပပြုလုပ်အပ်သည့်မဟာကထိန်တော်အကျိုးဓမ္မပူဇာအထူးဓမ္မသဖြင့်ခန္ဓာ၌မန္တလေးဒေသကြီးချမ်းသာစံမြို့နယ်ဒေဝံအနောက်ဥမောင်အေးဒေါခင်ဤသမီးမငိမ့်ຫນွယ်အေးမမြတ်ຫນွယ်ထေမလຫນွယ်မွေစပူထွန်းတရားဆက်မိသားစုနှင့်တရားနှင့်တရားရေးလုပ်ငန်းရှင်များကထိန်တော်အသင်းသူအသင်းသားများဤအပဒဒါနဓမ္မဒါနဖြစ်ဖြင့်ဟောကြားအပ်သောပဋိစ္စသမုပ္ပါဒ်တရားနှင့်ဝိပဿနာရှုပွားခြင်းအကြောင်းတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာကုံကိုအာယုပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိအပမေယံကာလံကရွန်တော်တိဒုက္ခရာတိခေရံကတောလောကဟိတယာနာထောနမောမာကာရုဏိကတတတ္တယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအပေမေယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိနေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥစ္စာအသက်ချင်းလဲအင်္ဂါမိတ္တကြီးမာသမိတာနှင့်တထာဇနီဆွညင်ကြီးဟုကျက်တိထဝဲငါးသွဲအစုအလုံးခဲရင်တော်မူတို့ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြိုးကုတ်အထုတော်မူရသည်ဖြစ်၍ခေရန်လက်ချိန်ပြလုံးအသက်ဆုံးလည်းရဲ့နှလုံးစေဝံကိုရောဤပြမခြင်းတို့ကတောဘဝတဏ္ဏကျိန်ဖျားစွာရောက်တော်မူခဲ့ရရှာလိပြီမဟာကရုဏီကတတ္တဝါများယင်ဝဲသားကဲ့သို့တဏှာချစ်ခင်မှာကရုဏာရှင်ဖြစ်တော်မူသောတသနာထသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောင်းမန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းပဋိစ္စသမုပ္ပါဒ်တရားနှင့်ဝိပဿနာရှုပွားခြင်းဘုရားဘာသာဝင်ဖြစ်လာရုံမြတ်မကမြတ်စွာဘုရားရဲ့တရားဓမ္မတွေထွန်းကားတဲ့ဒေသလူအတိုင်းဝိုင်းထဲမှာလူဖြစ်လာတဲ့အချိန်မှာမြတ်စွာဘုရားဟောတဲ့တရားတွေမှာလေးနဲ့တဲ့တရားဟာပဋိစ္စသမုပ္ပါဒ်တရားလို့ထိုပဋိစ္စသမုပ္ပါဒ်ကိုဝိပဿနာရှုပွားတယ်ဆိုတာဝိပဿနာရှုပွားခြင်းက
ဘုရားဘာသာဝင်သူတော်စင်တို့အတွက်အရေးကြီးဆုံးလုပ်ငန်းလို့ပြောမှာဖြစ်တယ်ဒါနကောင်းမှုသီလကောင်းမှုဆိုတာဘုရားမပွင့်လဲလုပ်ခွင့်ကြုံရတယ်သမထကျင့်စဉ်ဆိုတာလဲဘုရားမပွင့်လဲကျင့်လို့ရတဲ့အနေအထားမျိုးမှာရှိတယ်ဝိပဿနာတရားအထုတ်တယ်ဆိုတာဘုရားဘာသာမှာသာရှိတယ်လို့မြတ်စွာဘုရားကိုယ်တိုင်ကခေတ်ပြိုင်ဘာသာတရားတွေထဲမှာဝိပဿနာတရားကိုပြည့်ပြည့်ဝဝမပြောနဲ့တဲ့တစိတ်တသေးသားလေးတောင်ဟောပြောနိုင်တာမရှိဘူးဒါကြောင့်မို့ဝိပဿနာတရားဟာဘုရားဘာသာရဲ့ထူးခြားတဲ့ဝိသေသလက္ခဏာနဲ့ပြည့်စုံတဲ့တရားဖြစ်လို့သာသနာတော်နဲ့ကြုံတွေ့တဲ့အခိုက်မှာဝိပဿနာဆိုတာဘာလဲဆိုတာသိပြီးဝိပဿနာတရားအထုတ်နည်းလေးကိုလူတိုင်းသိယုံမြတ်မကလက်တွေ့ကျင့်သုံးပြီးတော့ဝိပဿနာတရားရှုပွားတတ်ဖို့လိုတယ်ပေါ့ဓမ္မသာလျှင်လူဖြစ်ရကျိုးနှက်မယ်ဘုရားဘာသာဖြစ်ရကျိုးနှက်မယ်မြတ်စွာဘုရားရဲ့သာသနာတော်နဲ့ကြုံတွေ့ရကျိုးနှက်မယ်ဒီလိုပြောတော့ဒါနကောင်းမှုမလုပ်ရဘူးလို့ပြောတာမဟုတ်ဘူးဒါနကောင်းမှုလည်းလုပ်ရမယ်ကိုယ်ချင်းသီလနဲ့ပြည့်စုံအောင်လည်းကြိုးစားရမယ်ဒါနနဲ့သီလပြည့်စုံတော့သဗ္ဗထကျင့်စဉ်ကိုကျင့်တယ်မေတ္တာပွားတယ်အာနာပါနလုပ်တယ်ဆိုတဲ့သဗ္ဗထကျင့်စဉ်အနေနဲ့ကျင့်ကြံကြိုးကိုအထောက်ထားတယ်အဲ့ဒီအလုပ်တွေဟာဖျားပွင့်သည်ဖြစ်စေမပွင့်သည်ဖြစ်စေပညာရှိတွေဟောပြောတဲ့လမ်းကြောင်းအတိုင်းလိုက်နာပြီးတော့လုပ်ချနော်ဘုရားမပွင့်တဲ့သာသနာ့ဘာမှာဒါနကုသိုလ်လုပ်လို့ရတယ်သီလကုသိုလ်လည်းလုပ်လို့ရသဗ္ဗထကုသိုလ်ဆိုတာလည်းလုပ်လို့ရဝိပဿနာဆိုတာကြတော့ဘုရားပွင့်မှသာလုပ်လို့ရကုသိုလ်ထဲမှာအကောင်းဆုံးကုသိုလ်ဘာကုသိုလ်လဲလို့သူစုံတယောက်ကမေးလာလို့ရှိရင်ဖြေထုတ်ရမှာတော့ဝိပဿနာကုသိုလ်အကောင်းဆုံးပဲလုံနိုင်တာမလုံနိုင်တာအသာထားအကောင်းဆုံးဆိုတာတော့သိရပါဘူးလူတွေဝတ်ဆင်နေကြတဲ့ယရဏပစ္စည်းတွေတည်းမယ်ဘယ်ယရဏဟာတန်ဖိုးရှိဆုံးလဲဆိုတာလူတွေသိကြဝတ်ဆင်နိုင်တာမဝတ်ဆင်နိုင်တာအသာထားဘယ်ယရဏဟာတန်ဖိုးကြီးမှဆုံးဆိုတာတော့သိချရတာပဲမဟုတ်လားအဲ့ဒါမျိုးလို့ပဲမြတ်စွာဘုရားသာသနာတော်နဲ့ကြုံတွေ့တဲ့အချိန်မှာအကောင်းဆုံးကုသိုလ်အလုပ်ဟာဒါနကုသိုလ်လားသီလကုသိုလ်လားသမထကုသိုလ်လားလို့မေးလို့ရှိရင်မဟုတ်ဘူးဝိပဿနာကုသိုလ်ဟာအကောင်းဆုံးလို့အကောင်းဆုံးလို့ပြောတဲ့ဖြင့်တန်ကြံတဲ့အလုပ်တွေမလုပ်ရဘူးမဟုတ်လုပ်ရမှာလေလောကလူတွေဟာကောင်းတဲ့ကောင်းတာရှားနေကြတဲ့အခါတရားဓမ္မနဲ့ပတ်သက်လာလို့ရှိရင်ကောင်းတဲ့ကောင်းတာရှားရမှာနော်စီးပွားလုပ်ပြီးဆိုတဲ့အခါလည်းအကျိုးအမြတ်များတဲ့များတာလိုက်ပြီးရှားကြအဲ့ဒါလိုပဲဘုရားသာသနာတော်နဲ့ကြုံတွေ့တဲ့အခါဒါနကုသိုလ်လေးနဲ့ရင်ကျင့်တတ်မနေနဲ့အောင်သီလကုသိုလ်လေးနဲ့လည်းကျင့်တတ်မနေနဲ့အောင်ကျင့်တတ်မနေနဲ့ဆိုတာဒါနသီလပြည့်စုံပြီးတဲ့နောက်ဆက်လုပ်အောင်လို့ဆိုလိုတာနော်ဒါနကိုပြည့်ပယ်ရမှာပြောတာမဟုတ်ဘူးသီလကိုပြည့်ပယ်ရမှာပြောတာမဟုတ်ဘူးကိုယ်မှာဒါနကုသိုလ်တွေရပြီသီလကုသိုလ်တွေရပြီသမထကုသိုလ်တွေရပြီဆိုလို့ရှိရင်အကောင်းဆုံးကုသိုလ်မရသေးဘူးလို့ပြောမှာကုသိုလ်တော့ရပြီအကောင်းဆုံးကုသိုလ်မရသေးဘူးအကောင်းဆုံးကုသိုလ်ကဘာလဲဆိုပြီးပဿနာကုသိုလ်ဝေလမသုတ်တံမှာမြတ်စွာဘုရားဟောထားတဲ့ကုသိုလ်ကောင်းမှုတွေထဲမှာအဆင့်ဆင့်ဘယ်ကုသိုလ်တဲ့ဘယ်ကုသိုလ်ကကောင်းတယ်ဆိုတာကိုဟောသွားတယ်ထင်မယ်ဒါနကုသိုလ်ထဲမှာကျောင်းဆောက်ပြီးတော့လှူတဲ့သတ္တုဒ္ဒိတသံဃာ
အရလေးမျက်နှာကကြွလာတဲ့တန်ဃာတော်တွေကိုရည်စူးပြီးတော့တန်ခိကကြောင်းဆောင်းလို့လှူဒန်းတဲ့ဒါနကုသိုလ်ဟာကုသိုလ်တွေမှာတော့ဒါနကုသိုလ်တွေမှာအကောင်းဆုံးသူဆိုတယ်အေးကြောင်းမဆောင်နိုင်တော့တို့အကောင်းဆုံးကုသိုလ်မရဘူးလို့စိတ်ပဲပူနေကျောင်းဆောင်လှူတဲ့ကုသိုလ်ကောင်းမှုတွေကောင်းတဲ့ကုသိုလ်ရှိသေးလားလို့ဆိုခုနကစောင့်တည်လိုက်တဲ့ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတရဏဂုံစောင့်တည်ရတဲ့ကုသိုလ်ပိုကောင်းနေတယ်မြတ်စွာဘုရားဟောနော်ကျောင်းဆောင်လှူတဲ့ကုသိုလ်တဲ့တရဏဂုံကိုစောင့်တည်တဲ့အခါမှာထုံးစံအတိုင်းမို့ဆိုတာမဟုတ်ဘဲနဲ့စိတ်ထဲကနှစ်ကမြတ်နုံမိမိရဲ့ဘဝကိုဘုရားကိုအနံ့ပါတယ်တရားကိုအနံ့ပါတယ်တန်ခါကိုအနံ့ပါတယ်ဆိုတဲ့ဘုရားတရဏံကိစ္ဆာမိဘဝကိုစွန့်ပြီးအသက်နဲ့ခန္ဓာကိုစွန့်ပြီးတော့ဘုရားကိုကိုးဝဲတယ်ဆိုတဲ့ကုသိုလ်ဟာကျောင်းဆောင်လူတဲ့ကုသိုလ်ကပြင်မဲ့ကပစ္စည်းငွေကြေးဒနာကိုစွန့်တာဖြစ်တယ်တရဏဂုံစောင့်တည်လိုက်တာကျတော့ကိုယ်ဘဝခန္ဓာကိုစွန့်လို့တာပဲဖြစ်တယ်အသက်ကိုစွန့်တာဖြစ်တယ်ဒါကြောင့်မို့အဲ့ဒီကုသိုလ်ကမြတ်တယ်လို့ပြောတာနော်တခါအဲ့ဒီတရဏဂုံစောင့်တည်တဲ့ကုသိုလ်တဲ့တရဏဂုံစောင့်တည်ပြီးတဲ့အခါမှာ၅ပါးသီလထပ်ပိုးပြီးစောင့်တည်လိုက်တဲ့ကုသိုလ်ဟာသီလကုသိုလ်ကပိုမြတ်လာတယ်အဲ့တော့ခုနကအမြတ်တယ်ဆိုတဲ့ကုသိုလ်တွေရပြီကျောင်းဆောင်လူတဲ့ကုသိုလ်တဲ့မြတ်တဲ့တရဏဂုံစောင့်တည်ခြင်း၅ပါးသီလခံယူခြင်းဆိုတဲ့ကုသိုလ်တို့ရတာမန်တရားမဟုတ်ခင်တို့စောင့်တည်နေကြတာတရဏဂုံနဲ့သီလလို့မအောင်မေ့နဲ့တန်ဖိုးကြီးမားတယ်ဆိုတာကိုသတိထားဖို့မြန်မာနိုင်ငံမှာတစ်ချိန်တုန်းကကြောက်စိမ့်ဆိုတာကိုသိပြီးခင်မစားခဲ့တဲ့အချိန်တက်ကြီးဝါကြီးတွေတော့သိတယ်ဒါနော်ကြောက်စိမ့်ဆိုတာတန်ဖိုးရလို့သိမရှိဘူးအဲကြောက်စိမ့်တို့တွေကရေတွင်နာတို့လေကခုံနာတို့မှာဒီတိုင်းပဲကြောက်တုံးတစ်ခုအနေနဲ့ရှိနေအဝတ်ဖွကြတယ်အကြောက်စိမ့်တို့မို့လေကခုံပေါ်တက်ဖို့ကြောက်ပြားဖြစ်ချထားကြတယ်တစ်ချိန်တုန်းကတကယ်နောက်မှကြောက်စိမ့်နေဈေးတက်လာတယ်ဆိုသိမှကြာသေးတာကြောက်စိမ့်ခစ်စားလာတာသိမကြာသေးဘူးနည်းနည်းသတိထားမိတဲ့လူတွေသိပါလိမ့်မယ်အခုဆိုတာတော့ကြောက်စိမ့်ဆိုတာတော့အခုကလူတိုင်းသိတဲ့အနေထားပဲရှုပ်ဝက်စကားနဲ့ပြောတဲ့အခါမှာခဲနဲ့ဒုတ်လို့ပြောတာနော်ဒုတ်နဲ့ခဲလိုက်ရှာနေကြတယ်လူတွေဒုတ်ဆိုတာတစ်မွေးခဲဆိုတာကြောက်စိမ့်တမိုးကြီးမှန်သိလာတဲ့အခါကျတော့ဒုတ်နဲ့ခဲလိုက်ရှာတယ်တစ်ချိန်တုန်းကဘုန်းကြီးတို့သတိထားမိတယ်ဒုတ်နဲ့ခဲလိုက်ရှာကြတယ်ဆိုတဲ့ရှုပ်ဝက်စကားတစ်ခုဖြစ်လာခဲ့နော်လွန်ခဲ့တဲ့နှစ်40လောက်ကဖြစ်လိမ့်မယ်ခဏခေတ်ကြတော့ကြောက်စိမ့်ဟာရှေ့တန်းရောက်လာလိုက်တယ်ဘုန်းကြီးတို့တီဟိုနေတော့ကကြောက်စိမ့်ဆိုတာဘာတမိုးမှမရှိဘူးတီဟိုမှကြောက်စိမ့်တမိုးမရှိဘူးမေးကြည့်တယ်သူတို့စီမှာကြောက်စိမ့်ကိုဈေးမေးကြည့်လို့နော်ကြောက်စိမ့်ကစင်းနဲ့တော့မပါဘူးသူတို့စီမှာတစ်ချိန်တုန်းကလည်းမြန်မာနိုင်ငံမှာစင်းနဲ့ပါတာဟုတ်နောက်ပိုင်းကျမှကြောက်စိမ့်တွေကတမိုးတက်လာလိုက်တာအဲ့တော့လောကီပစ္စည်းဆိုတာတမိုးရှိတာမရှိတာအချိန်ခါလိုက်ပြီးတော့ဖြစ်လာတာလေဖြစ်တယ်ပေါ့အဲ့ဒါလို့တမိုးတွေတက်လာတယ်လို့ပဲကုသိုလ်ကောင်းမှုတွေနဲ့ပတ်သက်လာတဲ့အခါမှာလည်းပဲကုသိုလ်ကောင်းမှုကတော့ဘယ်ကုသိုလ်နဲ့ပဲဟာသာဝရကုသိုလ်တွေပါတမိုးကတက်နေတာဒါနကုသိုလ်တဲ့ကျောင်းဆောင်လူတဲ့ဒါနကုသိုလ်တဲ့တရဏဂုံကုသိုလ်ကမြတ်တယ်တရဏဂုံနဲ့၅ပါးသီလထပ်ပိုးလိုက်ရင်ပိုမြတ်တယ်ဒါဖြင့်အဲ့ဒီကုသိုလ်တွေမြတ်သေးလားလို့မြတ်တဲ့ကုသိုလ်ရှိသေးလားဆိုရှိတယ်ဘာလို့ထားတော့မေတ္တာပွားတာကိုယ့်ရင်ထဲမှာမုန်းတရားကင်းစင်သွားအောင်တပည့်သားအဆင်ပြေပါစေတော်ဝါရီချမ်းသာကြပါစေဆိုတဲ့မေတ္တာပွားတဲ့မေတ္တာဘာဝနာကုသိုလ်က
တရဏဂုံသီလတဲ့ပုံမြတ်တယ်တန်မိုးပိုကြီးလာတယ်လို့ဆိုလို့ယရဏပစ္စည်းတွေလည်းတစ်ခုတည်းတစ်ခုပိုတန်မိုးကြီးလာအဲ့ဒါလိုပဲကုသိုလ်ကောင်းမှုမှလည်းတန်မိုးကြီးတယ်ကြီးလာဒါဖြင့်မေတ္တာဘာဝနာပွားတဲ့ကုသိုလ်တဲ့မြတ်တာရှိသေးလားဆိုရှိတယ်ဘာလို့ဆိုရင်အနိစ္စပညာမမြဲဘူးလို့ရှုမှတ်ပွားများတဲ့ဝိပဿနာလို့ဆိုလို့အဲ့တော့ဝိပဿနာတရားဟာလုံးလို့ရတဲ့ကုသိုလ်တွေမှာကြောက်စိမ့်လို့တက်တဲ့ခါကြတဲ့ခါမျိုးမရှိဘူးအမြဲတမ်းအထိတ်မှာပဲရှိတယ်လို့တို့မှတ်နော်အဲ့တော့ဆိုလိုတာကတော့ဝိပဿနာတရားပွားနည်းလေးသိပြီးတော့ဝိပဿနာတက်ရအောင်ဆင်ခြင်တတ်ဖို့ဆင်ခြင်လို့ရှိရင်ဝိပဿနာကုသိုလ်ကိုမှအပြည့်အဝကြီးမဖြစ်တော့နည်းငယ်တော့ဖြစ်တာအဲ့ဒါလို့ဖြစ်အောင်လုပ်နိုင်ပြီဆိုရင်မြတ်စွာဘုရားသာသနာတော်နဲ့ကြုံတွေ့ရကျိုးလည်းနတ်တယ်လူဖြစ်ရကျိုးလည်းနတ်တယ်လို့သူတို့ပြောကုန်ပြီလေကုသိုလ်ထဲမှာတန်းကုန်သွားပြီလို့ပြောလုံးလို့ရတဲ့ကုသိုလ်ဟာဝိပဿနာကုသိုလ်ဟာအမြင့်ဆုံးပဲမဲ့ကုသိုလ်ဆိုတာလုံးလို့ရတဲ့ကုသိုလ်မဟုတ်ဘူးမျက်မှောက်ပြုရမယ့်ကုသိုလ်သာဖြစ်တယ်လုံးလို့ရတဲ့ကုသိုလ်ဝိပဿနာကုသိုလ်လုပ်ဖူးတယ်ဆိုရင်မရတာတော့ဒါတော့ကိုယ့်ရဲ့ပါရမီအနေထားအတိညာရဲ့စွမ်းဆောင်နိုင်မှုအနေထားပေါ်မှာမူတည်တယ်ပေါ့မရသေးလို့လည်းစိတ်ပူစရာမရှိဘူးသို့သောကိုယ်ဟာဝိပဿနာတရားလုပ်ဖူးတယ်ဆိုရင်တန်ဖိုးကမြင့်မာတော့ပေါ့နော်ကုသိုလ်တွေထဲမှာအကောင်းဆုံးကုသိုလ်ကလုပ်ရပြီစိတ်ထဲမှာဝမ်းသာချီးနှူးစရာဖြစ်မြတ်စွာဘုရားဟောတဲ့တရားတွေထဲမှာလည်းအနည်းဆုံးတရားကိုပြောပါဆိုလို့ရှိရင်မြတ်စွာဘုရားတရားတော်တွေဟာအကြောင်းနဲ့အကျိုးကိုဟောတဲ့အခြေခံကြတဲ့တရားတွေဟာသစ္စာတရားဟာနည်းနည်းတယ်ထိုသစ္စာတရားဟာအလုံးဘုရားဘာသာဝင်သူတော်စင်တွေဈာဘူးနာဝရှိတဲ့အတိုင်းဒုက္ခသစ္စာသမုဒယသစ္စာនិရောဓသစ္စာမေဃသစ္စာတန်တရားထဲမှာလဲနေတာအကြောင်းနဲ့အကျိုးဒုက္ခနဲ့သမုဒယတန်တရားထဲမှာဘုန်းကြီးတို့တွေရထားတာဘာရတော့ဒုက္ခရအဲ့ဒီဒုက္ခဘာကြောင့်ရလဲသမုဒယဆိုတဏှာကြောင့်ရတယ်ဒါတန်တရားထဲမှာအကြောင်းနဲ့အကျိုးအကျဉ်းလေးပြောထားဒုက္ခချုပ်ငြိမ်းသွားတဲ့အဆင့်ကနိဗ္ဗာန်ထိုဒုက္ခချုပ်ငြိမ်းကြောင်းကိုရတဲ့အကျင့်တရားကမေဃသစ္စာအဲ့တော့ဘဝမှာဒုက္ခတွေဖြစ်နေတာဘာကြောင့်ဖြစ်လဲတဏှာကြောင့်ဖြစ်တယ်ဒါဖြင့်အဲ့ဒီတဏှာကိုဖယ်ရှားနိုင်တဲ့နိလန်းနဲ့တဏှာကိုဖယ်ရှားလိုက်လို့ဒုက္ခချုပ်ငြိမ်းသွားပြီဆိုရင်အဲ့ဒီဒုက္ခချုပ်ငြိမ်းသွားခြင်းဟာဘုရားဘာသာဝင်သူတော်စင်တို့ညှော်မှန်းကြတဲ့နိဗ္ဗာန်ပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့နိဝတ္တိသစ္စာတဏှာကထွက်တဲ့အခါမှာនិရောဓသစ္စာဆိုတဲ့နိဗ္ဗာန်ရဲ့ထိုនិရောဓသစ္စာကိုဆက်ရောက်စေနိုင်တဲ့အကျင့်တရားလို့ဆိုတဲ့မေဃသစ္စာအဲ့ဒါကနိဝတ္တိသစ္စာလို့ပဝတ္တိသစ္စာက2ခုနိဝတ္တိသစ္စာက2ခုလို့အကျဉ်းချုပ်ပြောရမယ်တို့ဘာကြောင့်တို့ရတာဘာရတာတော့ဆိုဒုက္ခကိုရတယ်ဘသူကြောင့်ဒုက္ခရတာတော့ဆိုရင်တဏှာလောဘကြောင့်ဒုက္ခရတာကဲအဲ့ဒီနေရာမှာတခြားဘာသာဝင်တွေအားရောဒီလိုအဖြစ်ထုတ်သလားတခြားဘာသာဝင်တွေကလူဖြစ်တယ်လောကမှာလူဘဝရလာတယ်ဘသူကြောင့်ရတာတော့ဆိုဘုရားသခင်ဖန်ဆင်းလို့ရတယ်ဟောအကြောင်းချင်းမတူဘူးလေဘုရားသခင်ဖန်ဆင်းလို့သူဖြစ်တယ်ဘုရားသခင်ဖန်ဆင်းလို့လောကကြီးဖြစ်ပေါ်လာတယ်ဘုရားဘာသာကဘုရားသခင်ဖန်ဆင်းလို့ဆိုတာမဟုတ်သမုဒိယလို့ခေါ်တယ်ဒုက္ခဖြစ်ကြောင်းသမုဒိယလို့ဆိုတယ်ကိုယ့်ရင်ထဲမှာဖြစ်တဲ့တွေ့တာမှုဆိုတဲ့တဏှာဟာဒုက္ခရခြင်းအကြောင်းပဲဘုရားသခင်လို့ပြောလိုက်တာအပြင်ဘက်ကဟာကိုပြောတာဖြစ်တယ်
ကိုယ့်ရင်ထဲဟာပြောတာမဟုတ်ဘုရားဗဒါကြတော့ကိုယ့်ရင်ထဲကအကြောင်းပဲရှာတယ်အပြင်ကအကြောင်းမရှာနော်ကိုယ့်ရင်ထဲမှာတွေ့တာမှုတွေရှိနေကိုယ်ရမှာဒုက္ခပဲအဲ့ဒီဒုက္ခတွေငြိမ်းသွားတဲ့အဆင့်ကိုនិရောဓလို့ခေါ်တယ်အဲ့ဒီនិရောဓဆိုတဲ့နိဗ္ဗာန်ရောက်ကြောင်းတရားဟာအကြောင်းတရားဖြစ်တဲ့တဏှာကိုဖယ်ရှားနိုင်တဲ့မဂ္ဂ၈ပါးအကျင့်တရားဆိုတာအမှန်သမ္မာဒိဋ္ဌိအမှန်မြင်ခြင်းသမ္မာသင်္ကပ္ပမှန်ကန်စွာတွေ့တော်နိုင်ခြင်းသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝမှန်ကန်စွာပြောဆိုခြင်းမှန်ကန်စွာပြုလုပ်ခြင်းနဲ့မှန်ကန်တဲ့အသက်မွေးမှုသမ္မာဝေယမမှန်ကန်စွာကြိုးပမ်းအထောက်ခြင်းသမ္မာတတိမှန်ကန်စွာအမှတ်ရခြင်းနဲ့သမ္မာသမာဓိမှန်ကန်စွာစိတ်တည်ငြိမ်ခြင်းလို့ဆိုတဲ့ဒီအမှန်ရှိချက်သမုဒိယကိုဖယ်ရှားပြီးတော့និရောဓကိုနိဗ္ဗာန်ကိုရောက်စေနိုင်တဲ့အကျင့်တရားလို့ပြောလိုက်မယ်ဆိုရင်သစ္စာ၄ပါးဟာအကြောင်းနဲ့အကျိုးတဏှာဘက်ကအကြောင်းနဲ့အကျိုးတဏှာကထွက်ကြောင်းနဲ့နိဗ္ဗာန်ရောက်ကြောင်းတရားနဲ့နိဗ္ဗာန်နိဝတ္တိသစ္စာအဲ့ဒီသစ္စာနှစ်ခုထဲမှာဒုက္ခသစ္စာနဲ့သမုဒယသစ္စာဟာဒုဋ္ဌတတ္တဂမ္ဗိရတ္တလို့ဆိုတာကိုယ်နဲ့ဘလောက်ပဲဆက်ဆက်နေနေမြင်ဖို့အလွန်ခက်တယ်မြင်ဖို့ခက်လို့နဲ့တယ်လို့ပြောတယ်မမြင်နိုင်ဘူးပေါ့တာမန်မျက်စိနဲ့တာမန်အနေထားနဲ့မသိတယ်ဒုက္ခလို့မသိကြဘူးဒီဒုက္ခဘာကြောင့်ရတယ်ဆိုတာလည်းမသိကြဘူးလောကကြီးမှာတကယ်ကိုပညာရှိကြီးတွေလို့ပြောတဲ့ပုဂ္ဂိုလ်တွေတောင်မှဒီအသိကိုမသိကြဘူးလို့ဆိုလို့အဲ့ဒါကြောင့်မြင်မှုခက်တယ်မြင်မှုခက်သည့်အတွက်ကြောင့်နည်းနည်းတယ်လို့သူဆိုတယ်နောက်နိဗ္ဗာန်နဲ့និရောဓသစ္စာနဲ့မဂ္ဂသစ္စာတဏှာကထွက်မြောက်ကြောင်းနဲ့တဏှာကထွက်မြောက်ခြင်းဆိုတဲ့ဒီနှစ်ခုကြတော့ဂမ္ဗိရတ္တဒုဋ္ဌတနဲ့လို့မမြင်နိုင်ဘူးလို့ပြောတယ်မတူကြဘူးနည်းနည်းလို့မမြင်နိုင်တာတမန်အပြင်တိကမြင်တယ်လွယ်တာမဟုတ်ဘူးနိဗ္ဗာန်ဆိုတာနည်းနည်းတယ်နိဗ္ဗာန်ရောက်ကြောင်းတရားကနည်းနည်းတယ်နည်းနည်းသည့်အတွက်ကြောင့်မမြင်နိုင်တာဂမ္ဗိရတ္တဒုဋ္ဌတာလို့ကြောင်းချင်းမတူကြဘူးဒါကြောင့်မို့သစ္စာ၄ပါးဟာအမှန်တမ်းနည်းနည်းတယ်လို့သူတို့ဟောတယ်အဲ့ဒီအကျိုးနဲ့အကြောင်းမသိဘဲနဲ့သောတာပန်ဆိုတာမဖြစ်ဘူးသက္ကရာဂံဆိုတာမဖြစ်ဘူးအနာဂယဟန္တာဆိုတာမဖြစ်ဘူးအရိယသူတော်စင်ဘဝရောက်ဖို့ရဒီသစ္စာ၄ပါးကိုသိရမှာဖြစ်တယ်ဟုတ်ပြီသစ္စာ၄ပါးဒုက္ခနဲ့သမုဒယဆိုတဲ့ဒီသစ္စာနှစ်ပါးကိုအကျယ်ပြောမယ်ဆိုရင်ဘယ်လိုပြောမလို့ဆိုပဋိစ္စသမုပ္ပါအနုလောမနဲ့ပြောရမှာဖြစ်တယ်နော်အကြောင်းနဲ့အကျိုးတွေပြောသွားတာပဲအကြောင်းနဲ့အကျိုးပဋိစ္စသမုပ္ပါနဲ့ပြောတာအဲ့ဒီအကြောင်းနဲ့အကျိုးကိုဒုက္ခသစ္စာနဲ့သမုဒယသစ္စာကိုချဲ့လိုက်တဲ့အခါမှာဒီတော့ကစကားနှလုံးနဲ့ပြောတာဒုက္ခရဲ့သမုဒယရဲ့ဟိုကြတော့ဒုက္ခကိုအမျိုးစုံပြောတယ်သမုဒယကလည်းအမျိုးစုံပြောတယ်ပဋိစ္စသမုပ္ပါကြတော့စကလုံး12မျိုးကိုတရား12မျိုးကိုအသုံးပြုပြီးတော့ဒုက္ခကိုသရုပ်ဖော်တယ်ဒုက္ခကိုသရုပ်ဖော်တာအကြောင်းတရားတွေကြီးပြောမယ်ဆိုရင်17မျိုးအကျိုးတရားတွေကြီးပြောမယ်ဆိုရင်17မျိုးအလုံးပဋိစ္စသမုပ္ပါဒုက္ခနဲ့သမုဒယကိုချဲ့လိုက်တဲ့အခါမှာ12မျိုးဖြစ်သွားတယ်လို့ဆိုလို့တယ်အဲ့တော့ဒုက္ခသမုဒယသစ္စာ2မျိုးကိုပဋိစ္စသမုပ္ပါအနုလောမကချဲ့ပြလိုက်တယ်နောက်တစ်ခါនិရောဓသစ္စာနဲ့မဂ္ဂသစ္စာကိုပฏิလောမပဋိစ္စသမုပ္ပါနဲ့ချဲ့ပြီးတော့ပြလိုက်တယ်အဲ့တော့သစ္စာ၄ပါးကိုအကျေပြောခြင်းရင်ဘာနဲ့ပြောရမလဲပဋိစ္စသမုပ္ပါနဲ့ပြောရမယ်လို့သူတို့ဆိုလို့ပေါ့နော်ကိုဘာကြောင့်ဖြစ်တယ်ဆိုတာသိဖို့လိုအပ်တယ်သိဖို့လိုအပ်တယ်အဲ့ဒါကြောင့်မို့
အကျဉ်းဆုံးကသစ္စာ၄ပါးထပ်ချဲလိုက်တဲ့အခါပဋိစ္စသမုပ္ပါဒ်တခါပဋိစ္စသမုပ္ပါဒ်ကိုထပ်ချဲမယ်ဆိုတဲ့အခါကျဘာဖြစ်တုံဆိုပဋ္ဌာန်းဉာဏ်ဖြစ်သွား24ပစ္စည်းပဋ္ဌာန်း24ပစ္စည်းအဲ့တော့အကြောင်းနဲ့အကျိုးကိုရှင်းပြတဲ့မြတ်စွာဘုရားရဲ့တရားဒေသနာတော်ဒီကနေ့ခေတ်တော့ပဋ္ဌာန်းကရွတ်ဖို့လောက်ပဲဖြစ်နေတယ်နော်ရွတ်ဖို့လောက်ပဲဖြစ်နေအဲ့တော့မြတ်စွာဘုရားကဟောကြားလို့ရင်အကြောင်းနဲ့အကျိုးနှစ်ခုပြောတယ်အဲ့ဒီမှာအနုလောမပရိစ္ဆသမုပ္ပါဒ်မှာအလုံးသိတဲ့အတိုင်းအဝိဇ္ဇာပိစ္ဆယသင်္ခါရပိစ္ဆယဝိညာဏနဲ့ဆိုပြီးအကြောင်းနဲ့အကျိုးတွေပြောသွားကြတာအကြောင်းက17မျိုးအကျိုးက17မျိုးအကြောင်း17မျိုးဆိုတာအဝိဇ္ဇာကစပြီးရေးကြည့်လိုက်အဝိဇ္ဇာသင်္ခါရဝိညာဏနာမရူပသလယရဏဖတ်တဝေဒနာတင်ညာဖတ်တဝေဒနာတဏှာဥပါဒံကမ္မဘဝဇာတိတို့17မျိုးအကြောင်းတရားအကျိုးကလည်း17မျိုးပဲအကျိုးကြဘယ်ဟာစရည်တော့ဆိုလို့ရှိရင်သင်္ခါရဝိညာဏနာမရူပသလယရဏဖတ်တဝေဒနာတဏှာဥပါဒံဘဝစရဇာတိစရမရဏလို့ပြောတယ်နော်အဲ့ဒီမဲ့အလုံးကအကြောင်းက17မျိုးအကျိုးက17မျိုးအကြောင်း17မျိုးကြောင့်အကျိုး17မျိုးဖြစ်တယ်လို့ဆိုတာဘာကိုမြတ်စွာဘုရားကရှင်းလို့ရင်းလို့ဆိုဒီကုန်းလေးမှာဧဝမေတ္တကေဝလတ္တဒုက္ခခန္ဓတနိရောဓဟောတိဖြစ်နေသည်များတွေဟာဒုက္ခတွေဖြစ်နေဒုက္ခတွေပဲဒုက္ခအစုပဲအဲ့ဒီဒုက္ခအစုဟာအခုပြောတဲ့အဝိဇ္ဇာစတဲ့အကြောင်းတရားတွေကြောင့်ဖြစ်နေတာလို့ဘုရားသခင်ဖန်ဆင်းလို့ဆိုတာမဟုတ်ဘူးအကြောင်းပဲဖြစ်လာတယ်ဆိုတာလည်းမဟုတ်ဘူးအတိတ်ကလှုပ်ခဲ့လို့ဖြစ်တယ်ဆိုတာလည်းမဟုတ်ဘူးအကြောင်းမဲ့တသက်ဖြစ်ခြင်းလို့ဖြစ်တယ်ဆိုတာလည်းမဟုတ်ဘူးလို့ဆိုတဲ့အသိဉာဏ်ကိုပေးတာပရိစ္ဆသမုပ္ပါဒ်ပဲနော်ပရိစ္ဆသမုပ္ပါဒ်အဲ့တော့တရားနာတဲ့အခါမှာဇလံလေးကြည့်လဲမနာနဲ့အောင်ခန္ဓာကိုယ်ထဲမှာအသိဉာဏ်ရအောင်ကိုယ်တဏ္ဍမှာဘာတွေဖြစ်နေတယ်ဆိုတာရှင်းရှင်းလေးသိရပရိစ္ဆသမုပ္ပါဒ်ဒေသနာကဘာကိုပြောတာလဲဆိုရင်ဒုက္ခနဲ့သမုဒယကိုချက်ပြောတယ်လို့သူတို့မှတ်နော်ဒါဖြင့်တို့တွေလောကကြီးမှာဘာတွေရတာတော့ဆိုဒုက္ခပဲရဘယ်သူကြောင့်ရတာတော့ဆိုသမုဒယကြောင့်ဒါဖြင့်အဲ့ဒီဒုက္ခတွေကဘာတွေတော့သမုဒယကဘာတွေတော့ဆိုရင်ဟောပရိစ္ဆသမုပ္ပါဒ်နဲ့ပြောလို့ရတယ်ကဲအဲ့ဒါလေးကိုရှင်းရှင်းလေးနားလည်အောင်အရက်သုံးစကားလေးနဲ့ပြောကြည့်အောင်ပရိစ္ဆသမုပ္ပါဒ်ဆိုတာတန်လျာကိုရှင်းပြတာဖြစ်တယ်တန်လျာကိုရှင်းပြတာဟာဘဝတစ်ခုကိုဘယ်သူတွေကဖန်တီးနေလဲဘာတွေကဖန်တီးတော့ဆိုရင်ကိလေသာနဲ့ကံကဖန်တီးတယ်ကိလေသာနဲ့ကံဒီပေါင်းစပ်ပြီးတော့အကျိုးတရားကိုထုတ်လို့တယ်ဥပမာတရက်ပင်ကိုဘယ်သူဖန်တီးတာလဲတရက်စိတ်ကဖန်တီးတယ်နော်လက်တွေ့ချိလိုက်တရက်စိတ်ကနေဖြစ်တယ်ဒါဖြင့်တရက်စိတ်ကဘယ်သူနဲ့ပူးပေါင်းပြီးတော့တရက်ပင်ဖြစ်အောင်လုပ်တော့ဆိုမြေနဲ့ရေနဲ့ပေါင်းပြီးလုပ်တယ်တရက်စိတ်ကြီးလည်းမဖြစ်ဘူးမြေရေကြီးလည်းမဖြစ်ဘူးဟုတ်လားအဲ့တော့တရက်စိတ်လေးရဲ့မြေရဲ့ရေရဲ့ပေါင်းလိုက်တဲ့အခါကျတော့တရက်ပင်ကြီးပေါင်းအဲ့ဒါလို့ပဲဘုန်းကြီးတို့တွေဘဝဆိုတာဘယ်သူကထုတ်လုပ်တာလဲဆိုကံနဲ့ကိလေသာကိလေသာနဲ့ကံနှစ်ခုပေါင်းပြီးတော့ထုတ်လုပ်ကြတယ်ထုတ်လုပ်လိုက်လို့ဘဝရတယ်ဘုရားသခင်ဖန်ဆင်းတာလည်းမဟုတ်ဘူးနော်သူဖြစ်ခြင်းလို့ဖြစ်တာလည်းမဟုတ်ဘူးအကြောင်းပဲဖြစ်တာမဟုတ်ဘူးဘုရားဘာကြောင့်ဖြစ်တာလဲဆိုအခုပြောတဲ့အကြောင်းတရားတွေကြောင့်ဖြစ်တာမှန်ကန်တဲ့အကြောင်းတရားတွေကိုသိရှိနားလည်ခြင်းဟာအတ္တမအရေးပါတယ်လို့ကြောင်းမှာဆိုပါစို့ဘုန်းကြီးတို့တွေမှာလူတရားကယောဂရတယ်ဆိုပါစို့ယောဂဖြစ်တယ်ယောဂတော့တွေ့ပြီ
ဒီယောဂဘာကြောင့်ဖြစ်တယ်လဲအကြောင်းကိုရှာအကြောင်းတွေ့ပြီဆိုမှအကြောင်းကိုတတ်လိုက်တဲ့အခါယောဂပျောက်သွားအကြောင်းမတွေ့ပဲနဲ့စိတ်တိုက်လို့မရဘူးလေအဲ့ဒီအကြောင်းကိုညှိရတယ်အကြောင်းကိုညှိမှအကျိုးဆိုတဲ့ဟာပျောက်တယ်ထို့တူပဲဘုန်းကြီးတို့တွေလူဘဝရလာကြတယ်ရလာတဲ့လူဘဝဟာအိုးခြင်းနာခြင်းသိခြင်းဆွဲဆင်းရဲဒုက္ခတွေနဲ့ကြုံနေလို့ဒုက္ခကိုရလာတာဖြစ်တယ်ကျင့်တဲ့ဆရာမကောင်းတဲ့အရာတွေရတာဖြစ်တယ်ဘာကြောင့်ရတာတုံးလို့အကြောင်းတရားရှာလိုက်တဲ့အခါမှာသမုဒိယကြောင့်ရတယ်အဲ့ဒီသမုဒိယကိုပဲကျဲချက်လိုက်တော့ကံနဲ့ကိလေသာကြောင့်ရတယ်လို့သူပြောနော်ကံကိလေသာသည်အကြောင်းတရားကံကိလေသာကိုတပည့်တော်မတွေးပါဘူးလို့ပြောနေ့စဉ်ဘဝမှာကြည့်လိုက်လူချင်းစရာတွေးလိုက်ရင်လောဘဖြစ်တယ်မုန်းတိစရာတွေးရင်ဒေါသဖြစ်တယ်အမှန်မသိရင်မောဟဖြစ်တယ်လူချင်းမနာလိုတဲ့စိတ်တွေဖြစ်တယ်ဟောမကောင်းတဲ့စိတ်ဓာတ်တွေတစ်ဖက်သားကိုဒုက္ခပေးခြင်းတဲ့စိတ်ဓာတ်တွေတစ်ဖက်သားကိုဆင်းရဲဒုက္ခရောက်အောင်လုပ်ခြင်းတဲ့စိတ်ဓာတ်တွေမနာလိုတဲ့စိတ်တွေဝန်တိုတဲ့စိတ်တွေအဲ့ဒါတွေကကိလေသာတွေပဲအဲ့ဒီမနာလိုတဲ့စိတ်နဲ့တစ်ခုလုံးလိုက်လို့ရှိရင်ကံဖြစ်သွားတယ်ကံဖြစ်တော့အောင်တွန်းထုတ်ပြီးပါဇက်ကထုတ်ပြောလိုက်တာဆိုရင်ဝစီကံဖြစ်သွားစိတ်ထဲကစိတ်ကူးတဲ့မနောကပါဇက်ကထုတ်ပြောလိုက်လို့ရှိရင်ကာယကဝစီကံဖြစ်တယ်ကိုယ်တမောဟတွေကြောင့်တွန်းအားပေးပြီးတော့ဖြစ်လိုက်တာတွေကကံတရားလို့သူတို့ဆိုလို့တယ်နော်အဲ့တော့ကိုယ့်ရင်ထဲမှာဘုန်းကြီးတို့တွေလေးစင်တဲ့အမြဒီမျက်စိကမြင်လိုက်တဲ့အဆင်းအာရုံနဲ့ပတ်သက်ရဖြစ်စေနားနဲ့ကြားရတဲ့အတန်ပေါ်မှာပဲဖြစ်စေစိတ်ဝင်စားမှုဆိုတာဖြစ်လာမျက်စိနဲ့မြင်ရတဲ့အရာကိုနှစ်သက်တဲ့ကိုကြိုက်တဲ့အရာဆိုစိတ်ဝင်စားပြီးတွေ့တာမှုတွေဖြစ်လာမကောင်းတဲ့အရာဆိုရင်မုန်းတိမှုတွေဖြစ်လာအဲ့ဒီတွေ့တာခြင်းမုန်းတိခြင်းဆိုတဲ့အရာတွေကကိလေသာတွေ့တာမှုမုန်းတိမှုစိတ်แท้ဖြစ်အောင်မြတ်မကပါဇက်ကထုတ်ပြောလာတယ်မုန်းရင်မုန်းတယ်ဆိုတာပြောလာဗျာတွေ့တာရင်တွေ့တာတယ်ဆိုတာပြောလာဝစီကံတွေဖြစ်လာအဲ့ဒီကနေတစုံတစ်ခုကြိုးစားကိုတိလက်ရောက်လုံးလိုက်ပြီဆိုရင်ကာယကံတွေဖြစ်အဲ့တော့ကိလေသာနဲ့ကံနဲ့ကဒီလိုပေါင်းစပ်ပြီးလာကြတယ်ကိလေသာနဲ့ကံနဲ့ပေါင်းစပ်အဲ့ဒီကိလေသာနဲ့ကံနှစ်ခုပေါင်းစပ်လိုက်တဲ့အခါအကျိုးတရားဆိုတာရလဒ်တစ်ခုပေါ်လာဗျာဒီလိုဆိုလို့ရတယ်ပေါ့နော်အဲ့ဒါကိုစာပေလို့ပြောတော့ကံနဲ့ကိလေသာကကိလေသာဝတ်ကံကကာမဝတ်သူတို့နှစ်ခုပေါင်းစပ်ပြီးတော့ထုတ်လုပ်လိုက်တာကဝိပက္ခဝတ်ဆိုဟောဝတ်သုံးပါလို့ပြောတာနော်ဝတ်သုံးပါဆိုလိုတာကအကြောင်းတရားကိုနှစ်ခုအကျိုးတရားကိုတစ်ခုပြောလိုက်တယ်ရှင်းရှင်းလေးအရာစကားနဲ့ပြောရမယ်ဆိုရင်ဘယ်လိုပြောပစ္စည်းတစ်ခုလိုချင်တယ်လိုချင်တာကကိလေသာလိုချင်လို့ရအောင်လုပ်တာကကံတရားရလာတာကဝိပါကအကျိုးတရားဟုတ်မဟုတ်ကိုယ်အောင်စဉ်းစားကြည့်နော်မလိုချင်လို့မုန်းတိတယ်ဆိုတာမလိုချင်ဘူးဆန့်ကျင်တယ်အမြင်ကတ်တယ်ကိလေသာနော်အမြင်ကတ်လို့အမြင်ကတ်တဲ့အတွေးတွေတွေးနေတယ်ကံအကျိုးတရားအနေနဲ့ဖြစ်ပေါ်လာတယ်မုန်းတိစိတ်တွေဖြစ်ပေါ်လာတယ်ဝိပါကဟောမကောင်းတဲ့ကံကြတယ်အဲ့လိုတော့ပြန်တော့ကိလေသာရဲ့ကံရဲ့ဝိပါကဆိုတဲ့အကျိုးရဲ့ဒါဝတ်သုံးပါအဲ့လိုအကြောင်းကနေအကျိုးကိုဖြစ်တယ်ဆိုတဲ့ဟာဒါကိုလှည့်ပတ်ပြီးတော့လဲပတ်ပြီးတော့ဖြစ်နေတတ်တော့ကြောင့်ဝတ်သုံးပါဝတ်တရားဝတ်လို့ခေါ်တာဝတ်ဆိုတာအဲ့ဒါကိုပြောတာနော်အဲ့တော့ပရိစ္ဆေသမုပ္ပါဒ်ဆိုတာအဲ့လိုပဲကိလေသာနဲ့ကံကဘဝကိုထုတ်လုပ်တယ်ဆိုတာကိုအတိတ်ဘဝမှာအဝိဇ္ဇာဆိုတာကိလေသာသင်္ခါရဆိုတာကံအဝိဇ္ဇာဆိုတဲ့ကိလေသာနဲ့
သင်္ခါရဆိုတဲ့ကံနှစ်ခုကပေါင်းစပ်ပြီးထုတ်လိုက်တဲ့အခါဝိညာဏဆိုတဲ့ပရိသေရိစိတ်လေးပေါ်လာဘဝမှာအစမိဘရဲ့ဝမ်းထဲမှာလူဆိုရတော့မိခင်ရဲ့ဝမ်းထဲမှာပရိသေရိစိတ်လေးပေါ်လာအဲ့ဒီပရိသေရိစိတ်လေးနဲ့တွဲဖက်လာတဲ့နန္တရားတွေရုပ်တရားတွေကြတော့ဝိညာဏပစ္စယနာမရူပံလို့ခေါ်တယ်နာမရူပပစ္စယသလယရဏဘုန်းကြီးတို့တွေမှာမျက်စိပါလာတယ်နားပါလာတယ်နှာခေါင်းပါလာတယ်လျှာပါလာတယ်ကိုယ်ကာယပါလာတယ်စိတ်ဆိုတဲ့မနတွေဘဝင်စိတ်ဆိုတဲ့မနတွေပါလာမျက်စိနာနာလျှာကာယမနဆိုတာအာရဏ6ပါးဆိုလိုတာကကံနဲ့ကိလေသာပေါင်းစပ်ပြီးတော့ထုတ်လုပ်တဲ့ဟာတွေကဖြစ်တာလူဘဝမှာဖြစ်တာအဲ့ဒါကိုအရာစကားနဲ့ပြောကြည့်အောင်ကံနဲ့ကိလေသာဟာခုဘဝကကံနဲ့ကိလေသာမဟုတ်ပဲနဲ့အတိတ်ကကံနဲ့ကိလေသာပရိစ္ဆေသမုပ္ပါဒ်ကိုအဝိဇ္ဇာနဲ့သင်္ခါရကအတိတ်အကြောင်းဝိညာဉ်ယုသလယရဏဖတ်တဝိရဏပစ္စုပန်အကျိုးတရားဒီဘဝတဏှာဥပါဒံကမ္မဘဝတဏှာဥပါဒံဘဝဒါကပစ္စုပန်အကြောင်းတရားနောင်ဖြစ်ပေါ်လာမဲ့ဇာတိနော်အနာဂတ်အကျိုးတရားလို့တန်တရားလဲပတ်သွားတယ်အတိတ်တုန်းကဘာလုပ်ခဲ့လို့အခုဖြစ်တယ်အခုပစ္စုပန်မှာဘာလုပ်လို့နောင်ဘာဖြစ်မယ်ဆိုတာဒီသုံးဘဝကိုဆက်ဆက်ပြီးတော့ပရိစ္ဆေသမုပ္ပါဒ်ဒေသနာဟောပြောတာပဲဖြစ်တယ်နော်ပရိစ္ဆေသမုပ္ပါဒ်ဒေသနာဟောပြောတာအဲ့ဒီမှာကံနဲ့ကိလေသာလို့ဆိုတဲ့နေရာမှာကိလေသာကိုအတိတ်ဘဝကိုတော့အဝိဇ္ဇာကိုကဥဆောင်လိုက်တယ်အဝိဇ္ဇာဥဆောင်လိုက်တယ်နောက်ပစ္စုပန်အကြောင်းတရားတွေကြတော့တဏှာကိုဥဆောင်တာအဝိဇ္ဇာဥဆောင်တဲ့ဟာကိုအဝိဇ္ဇာပစ္စယသင်္ခါရအဲ့ဒီမှာဟောနောက်ပစ္စုပန်အကြောင်းတရားကြတော့တဏှာပစ္စယဥပါရဏဥပါရဏပစ္စယဘောဆိုပြီးတော့တဏှာကိုဥဆောင်ထားလိုက်အဝိဇ္ဇာကကိလေသာသင်္ခါရကကံနောက်ပိုင်းရောက်တဲ့အခါကျတော့ပစ္စုပန်ဘဝမှာတဏှာရဲ့ဥပါဒဏ်ကကိလေသာကမ္မဘဝဆိုတာကံဟောကံနဲ့ကိလေသာဒီတစ်ခုကိုအကြောင်းတရားဖြစ်ဒီလိုဟောတာကဲအဲ့ဒါကိုဘုန်းကြီးတို့တွေဘာကြောင့်လူဖြစ်လာကြဘာကြောင့်လူဘဝရောက်လာလဲဆိုတာကိုပရိစ္ဆေသမုပ္ပါဒ်နဲ့ကြည့်ပြောကြည့်အတိတ်ဘဝတုန်းကသစ္စာတရားဆိုတာမသိခဲ့ဘူးဘာကြောင့်ဖြစ်တယ်ဆိုတာသစ္စာတရားကိုမသိခဲ့ဘူးမျက်စိမမြင်တဲ့လူတယောက်ဟာလမ်းပေါ်မှာခလုတ်ကသင်းနေရှိတယ်ဆိုတာလမ်းကိုမမြင်ဘူးဒါပေမဲ့လမ်းလျှောက်တယ်လမ်းပေါ်လျှောက်တယ်အဲ့ဒါလိုပဲတန်တရားထဲမှာအမှန်တရားဆိုတာမသိဘူးမသိတာကအဝိဇ္ဇာမသိတဲ့အခါကျတော့ကောင်းတာလဲလုံးမိတယ်မကောင်းတာလဲလုံးမိတယ်မကောင်းတာကျတော့အကောင်းထင်လုံးမိတယ်နော်ကောင်းတာကျတော့ဒီကိုယ်ဘဝမှာပိုကောင်းနိုင်မယ်ထင်ပြီးတော့လုပ်ပြန်အကောင်းလဲလုံးမိတာပဲမကောင်းတာလဲလုံးမိတယ်ကဲအတိတ်ဘဝတုန်းကမျက်စိမမြင်တဲ့ပုဂ္ဂိုလ်တယောက်ဒီလမ်းလျှောက်ခဲ့သလိုပဲအမှန်တရားကိုမသိဘူးမသိသည့်အတွက်ကြောင့်လုံးမိလုံးရလုံးတယ်အမှန်တရားကိုမသိတာကအဝိဇ္ဇာလုံးမိလုံးရလုံးတယ်ဆိုတာသင်္ခါရဒါတိတ်ဘဝမှာအဲ့လိုလုံးလိုက်တော့ကိုယ်ရင်ထဲမှာဘာတွေဖြစ်တုံးဆိုကိလေသာနဲ့ကံဖြစ်လာအဲ့ဒီကိလေသာနဲ့ကံဖြစ်လာတဲ့အခါဘာတွေရလာတာတော့ကြည့်ဘုန်းကြီးတို့တွေတိတ်ဘဝတုန်းကအဲ့လိုလုပ်ပြီးအခုလူဖြစ်လို့မွေးလာတဲ့ဆိုတာလူဘဝမှာဘာတွေရှိတုံးလို့တွက်ကြည့်လိုက်ရှင်ထဲမှာအသိစိတ်မရှိဘူးလားအဲ့ဒါကိုဝိညာဏလို့ခေါ်တယ်နော်ဝိညာဉ်နဲ့ပြောတာတွေကတချို့ဟာစိတ်ကိုကြည်ညွတ်တာမဟုတ်ဘဲနဲ့ပရလောကကဝိညာဉ်မမြင်ရတာတွေကိုရည်ညွှန်းပြီးဝိညာဉ်ပြောနေကြတာနော်မိခင်ရဲ့ဝမ်းနဲ့မှာပထမဆုံးဖြစ်တဲ့အသိစိတ်ကလေးအခုလည်းပဲအသိစိတ်တွေရှိနေကြတယ်လူတွေ
အဲ့ဒီအသိစိတ်လေးနဲ့အတူတကွရှင်တွဲဖြစ်တာနော်အသိစိတ်လေးကပထမဆုံးပေါ်လာတာမဟုတ်ဝိညာဏကိုရလာတာနံပါတ်1ဝိညာဏဝိညာဏရတဲ့အခါကျတော့ထိုဝိညာဏနဲ့ရှင်ပြီးတော့ဖြစ်ပေါ်လာတဲ့ဖတ်တာဝေဒနာတင်ညာသင်္ခါရဆိုတဲ့စေတသိက်တွေပါလာလောဘတွေပါလာတယ်ဒေါသတွေပါလာတယ်ပေါ့ဒီလိုပေါ့နောက်ပိုင်းမှာပါလာတယ်ရှေ့ပိုင်းမှာတော့ဒီဖတ်တာဝေဒနာစားတဲ့စေတသိက်တွေပေါ်လာတယ်ဒါကနာမပရိသေရိစိတ်လေးနဲ့တွဲဖက်ပြီးတော့ကမ်းကြောင်ဖြစ်တဲ့ရုပ်တွေပေါ်လာတယ်ရူပနာမရူပဆိုကိုရတာတဖြည်းဖြည်းဒီလိုရလာဝိညာဉ်ရလိုက်တယ်နာနဲ့ရုပ်ရလိုက်တယ်ပြီးတဲ့အခါကျတော့ရုပ်ထဲမှာတို့နာနဲ့မှာတို့ဘာတွေပါလာတော့ဆိုမျက်စိနာနာလျှာကာယမနဆိုတာပါလာပြန်အဲ့ဒါကိုအာယတနာ6ပါးသလယတနာလို့ခေါ်တယ်အဲ့ဒီ6ပါးပေါ်လာတဲ့အခါကျတော့လူဆိုတာမျက်စိရှိတော့အဆင်းအာယုန်နဲ့ဆက်သွယ်သွားနားရှိတော့အသံအာယုန်နှာခေါင်းရှိတော့အနံ့အာယုန်လျှာရှိတော့အရသာအာယုန်ကိုယ်ကာယရှိတော့အထိတွေ့အာယုန်ဟောအဲ့ဒါနဲ့ဆက်သွယ်စိတ်ရှိသည့်အတွက်ကြောင့်ကြံတွေးသည့်အာယုန်တွေနဲ့ဆက်သွယ်သွားအာယုန်နဲ့စိတ်နဲ့ဆက်သွယ်တာကိုဖတ်တာလို့ခေါ်တယ်ဖတ်တာကြောင့်အာယုန်နဲ့စိတ်ဆက်သွယ်သွားတယ်ဆက်သွယ်သွားတဲ့အခါကျတော့ဘာဖြစ်တော့စိတ်ရဲ့ခံစားမှုတွေပေါ်လာတယ်ဝေဒနာကြည့်လေမျက်စိအမြင်ပြီးတော့ကိုကြိုက်တာလေးမြင်နေစိတ်ချမ်းသာလိုက်တာလို့မပြောဘူးလားကိုမကြိုက်တာတွေးပြန်တော့လဲဟုတ်လားစိတ်မကောင်းဖြစ်လိုက်တာလို့ပြောပြန်ဟုတ်စိတ်ထဲမှာဒီဝမ်းသာခြင်းဝမ်းနေခြင်းဆိုတာဖြစ်လာအဲ့ဒါတွေကစိတ်ရဲ့ခံစားချက်လို့ခေါ်တယ်ကဲလူဆိုတာကြည့်လိုက်ဒီတဲ့ဘာပို့လို့လဲကျန်တာတွေကနောက်မှရှားယူထားတာလေအမေမွေးတော့ကလူရဲ့ခန္ဓာကိုယ်မှာဒါပဲမဟုတ်လားစိတ်ရဲ့နော်ရုပ်တည်နံနေရဲ့အာရဏ6ပါးရဲ့အာရဏ6ပါးကြောင့်အာယုန်နဲ့ဆက်သွယ်မှုတွေဖတ်တာဆိုတာတွေတွေ့တယ်စိတ်ခံစားမှုဆိုတာတွေရလာအဲ့ဒါကိုလူဘဝလို့ခေါ်တာပဲတော့လူဘဝတရားကိုအချင်းချုပ်ပြီးတော့ဟောလိုက်တဲ့အခါပရိစ္ဆေသမုပ္ပါဒ်မှာလူဘဝဆိုတာဘာလဲဝိညာဉ်နာယုတ်သလယရဏဖတ်တာဝေဒနာဒါလူဘဝဒါဖြင့်ဒီရင်ရတလားစိတ်ခံစားမှုဖြစ်လာတဲ့အခါကျတော့ဒီပစ္စုပန်ဘဝမှာဘာတွေလာပြန်တော့ဆိုစိတ်ခံစားမှုကကျဉ်းနှံ့เสียကောင်းတယ်ကျဉ်းနှံ့เสียမကောင်းမှုဆိုတာလာတယ်ဒုက္ခလာမယ်ဒုက္ခလာမယ်ဒုက္ခလာတဲ့အခါကျတော့တဏှာဖြစ်လာပြန်ရောလိုချင်ပြန်တယ်နောက်တစ်ခါဒုက္ခဖြစ်လာပြန်တော့လည်းပဲကောင်းတာကိုလိုချင်ပြန်တယ်ပေါ့ဒီလိုပေါ့တဏှာပစ္စယဒီဝေဒနာပစ္စယတဏှာဒုက္ခဝေဒနာပစ္စယတဏှာဒုက္ခဝေဒနာပစ္စယဒေါသောဆိုတာမျိုးဖြစ်လို့ရတယ်ပေါ့အကုသိုလ်တွေပြန်ဖြစ်လာပြန်ပေါ့ပြောတာနော်စိတ်ခံစားမှုကိုအကြောင်းပြုပြီးတော့လောဘဖြစ်လာတယ်နောက်တစ်ခါဒေါသဖြစ်လာတယ်တကယ်ကတော့တဏှာကပို့ပြီးတော့လွှမ်းမိုးတာဖြစ်သောကြောင့်ဒုက္ခဝေဒနာနဲ့တွေ့ရင်လည်းပဲတဏှာဖြစ်တယ်ဒုက္ခဝေဒနာနဲ့တွေ့တာကျတော့ဘလို့တဏှာဖြစ်တော့ဆိုရင်အဲ့ဒီဒုက္ခကိုယုံမုန်းတယ်ဒုက္ခကိုလိုချင်တယ်ဆိုရတဏှာဖြစ်ပြန်တာနော်ဒုက္ခိဒုက္ခံပဋ္ဌယတိဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်ကဒုက္ခလိုချင်တာဒုက္ခိဘယောပိအစ္စတိချမ်းသာတဲ့လူကပိုချမ်းသာချင်တယ်အဲ့တော့ဝေဒနာပစ္စယတဏှာဆိုတာထပ်ပိုးပြီးတော့ဖြစ်လာပြန်ကိလေသာတွေဖြစ်လာပြန်တဏှာဖြစ်တဲ့အခါကျတော့တွေ့တာမှုဆိုတဲ့ဆွလန်းမှုဆိုတဲ့ဥပါဒံရောက်လာတယ်ဥပါဒံရောက်လာတဲ့အခါဆွလန်းတွေ့တာမှုကိုဥတည်ချက်ထားပြီးတော့အလုပ်တွေလုပ်လာပြန်တယ်ပြောလာပြန်တယ်အလုပ်ကိုယ်ဒီလည်းရောက်လုပ်လာပြန်တယ်ကံတရားတွေဖြစ်လာပြန်တယ်အဲ့ဒါကမ္မဘဝကမ္မဘဝကြောင့်ရလာမှာတော့ဥပပတ္တိဘဝဆိုတဲ့ခန္ဓာပဲဖြစ်တယ်ဟောပစ္စုပ္ပန်မှာဝိညာဏယုတ္တလရဏဖတ်တာဝေဒနာဆိုတာအတိတ်ကကြောင့်ဖြစ်လာတဲ့လူဘဝအဲ့ဒါတွေရဲ့ဆက်သွယ်မှုကြောင့်ထပ်ပိုးပြီးတော့တိုးတက်လာတာတွေကတဏှာဥပါဒံကမ္မဘဝဟ
ဒါတွေထပ်တိုးလာနော်ပိုများလာပြီးတဲ့အခါကျကမ္မဘဝပြီးတော့ဘာဖြစ်တယ်ဆိုရင်ကမ္မဘဝပစ္စယဇာတိဆိုနောက်ဘဝတစ်ခါပြန်မွေးပြန်တယ်နော်ဒီဘဝမွေးတာကဝိညာဉ်ဒီဝိညာဉ်မွေးပြီးဝိညာဉ်နဲ့စပြီးတော့ဝိညာဉ်နာသလရဏဖသဝေဒနာအကြောင်းတရားတွေကတဏှာဥပါဒံကမ္မဘဝဆိုပြီးတော့ပစ္စုပန်မှာအကျိုးတရား၅ပါးအကြောင်းတရား၃ပါးဒီမှာထားအဲ့ဒီမှာအဝိဇ္ဇာနဲ့သင်္ခါရပေါင်းထည့်လိုက်ရင်အကြောင်းတရားလည်း၅ပါးအလုံး၅ပါးစီတွက်လို့ရတယ်ပေါ့နောက်အနာဂတ်အကျိုးကြတော့ဇာတိဆိုပြန်ပြီးမွေးဖွားခြင်းဆိုတာရတယ်အဲ့တော့တန်တရားမှာကံနဲ့ကိလေသာတွေပေါင်းစပ်ပြီးတော့ဘဝတစ်ခုဆိုတာဒီလိုရအဲ့လိုရပြီးတော့ဘဝမှာတန်တရားထဲမှာမဆုံးနိုင်တဲ့တန်တရားခရီးကိုမွေးလိုက်တဏှာဥပါဒံကမ္မဘဝတွေပေါ်လိုက်နောက်ထပ်ပြန်မွေးလိုက်တဏှာဥပါဒံကမ္မဘဝတွေပေါ်လိုက်တဲ့အမှန်မသိတဲ့မြတ်ကလပ်ပါလုံးဘဝတန်တရားကြီးကရဆိုင်လို့မရအောင်ဒုက္ခတွေကဆက်တဲ့ဖြစ်နေတယ်ဆိုတာကိုပရိစ္ဆေသမုပ္ပါက၃ဘဝနဲ့ရှင်းပြအဲ့၃ဘဝနဲ့ရှင်းပြတဲ့ဒီပရိစ္ဆေသမုပ္ပါထဲမှာပါတဲ့တရားတွေကိုဝိပဿနာရှုရင်ဘယ်လိုရှုမလဲကြည့်ဝိပဿနာတရားကိုဘယ်လိုရှုမလဲဆိုပစ္စုပန်ဘဝမှာဘုန်းကြီးတို့တွေဘာတွေဖြစ်လဲအလုံးစဉ်းစားကြည့်လိုက်ရင်ပေါ်ပါတယ်မျက်စိရှိတယ်မဟုတ်လားမျက်စိရှိတော့မြင်စရာအာယုံကိုမြင်ရတယ်မျက်စိကတစ်ခုမြင်စရာအာယုံကတစ်ခုနှစ်ခုနော်မျက်စိကိုဝတ္ထုလို့ခေါ်တယ်မိယာစိတ်ရဲ့မိယာဖြစ်လို့မျက်စိကိုဝတ္ထုမျက်စိမှာပေါ်လာတဲ့အာယုံကိုအစင်းအာယုံလို့ခေါ်တယ်မျက်စိနဲ့အစင်းနှစ်ခုဆုံပြီးလိုက်တဲ့အခါမှာမြင်တယ်လို့ဆိုတဲ့စိတ်ပေါ်လာတယ်မြင်သိစိတ်ပေါ်လာတယ်မြင်သိစိတ်ပေါ်လာတယ်အဲ့လိုမြင်သိစိတ်ပေါ်လာတယ်နှစ်ခုဆုံမိခြင်းဟာဒီကမြင်သိစိတ်ပေါ်လာခြင်းကြောင့်မြင်သိစိတ်ကနေပြီးတော့အလုံး၃ခုပေါင်းမိသွားတယ်မျက်စိရဲ့အစင်းအာယုံရဲ့မြင်သိစိတ်ရဲ့၃ခုအဲ့၃ခုဆုံသွားတဲ့အခါမှာတိဏ္ဏသင်္ကတိဖတ်တော်ဆိုပြီးတော့ဖတ်တာဝင်လာဖတ်တာဝင်လာတဲ့အခါမှာဖတ်တာကိုအကြောင်းပြုပြီးတော့စိတ်ခံစားမှုဆိုပေါ်လာတယ်ဖတ်တာပစ္စယဝေဒနာနောက်တစ်ခါဝေဒနာဖြစ်လာတဲ့အခါကျဒီနေရာမှာကမ္မထမ်းမရှုနိုင်ဘူးဆိုရင်ဘာဖြစ်လာတော့ဆိုဝေဒနာပစ္စယတဏှာတဏှာပစ္စယဥပါဒနာဥပါဒနာပစ္စယဘောဆိုဖြစ်သွားပြီအဲ့ဒီနေရာလေးမှာဝိပဿနာရှုရမယ်လို့သူပြောတယ်နော်အဲ့တော့ဝိပဿနာရှုတယ်ဆိုတာတခြားဟာကိုရှာရှုနေရတာမဟုတ်ဘူးဒီထဲမှာကြည့်ကိုယ်မှာမျက်စိဆိုတဲ့အစင်းဒီနာယုတ်ထဲမှာရုပ်အနေနဲ့ပါတယ်ဒီမျက်စိဆိုတဲ့စက္ခုဝတ္ထုရဲ့မျက်စိရဲ့မြင်လာတဲ့အစင်းရဲ့ဒီနှစ်ခုကရုပ်နှစ်ခုအဲ့ဒီရုပ်နှစ်ခုကိုပေါင်းစပ်ပြီးတော့ဆုံမိတဲ့အခါမှာမြင်သိစိတ်ဆိုတဲ့စိတ်ဖြစ်ပေါ်လာတယ်အဲ့ဒါကိုမြတ်စွာဘုရားကမ္မထာရှိဖို့ဘယ်လိုနှလုံးသွင်းရမလဲမျက်စိဆိုတဲ့စက္ခုပတာရယုတ်လေးဟာမမြဲဘူးအဲ့ဒီမမြဲတဲ့စက္ခုပတာရယုတ်လေးနဲ့ထင်ဟပ်လာတဲ့အဆင်းအာယုံဆိုတာလည်းမမြဲဘူးမမြဲတဲ့စက္ခုပတာရရဲ့အဆင်းအာယုံရဲ့ထိုနှစ်ခုကိုပေါင်းစုံမှုခြင်းကြောင့်ဖြစ်ပေါ်လာတဲ့မြင်သိစိတ်ကလေးကလည်းမမြဲဘူးဟောတာဝိပဿနာရှုတဲ့နည်းပဲနော်ဝိပဿနာရှုလိုက်တယ်အဲ့လိုဝိပဿနာရှုလိုက်တဲ့အခါမှာဘာတွေးလာတော့ဆိုသုံးခုဆုံခြင်းကြောင့်ဖြစ်လာတော့ဖတ်တာအဲ့ဒီဖတ်တာဟာလည်းမမြဲဘူးဖတ်တာကြောင့်ဖြစ်ပေါ်လာတဲ့ဝေဒနာအဲ့ဒီဝေဒနာဟာလည်းမမြဲဘူးလို့ဝိပဿနာရှုရမှာဖြစ်တယ်အဲ့လိုရှုတဲ့အခါမှာမနိုင်လေးခါကြဘာဖြစ်လာတတိလွတ်သွားပြီဆိုလိုက်တဲ့အခါမှာမြင်တဲ့အစင်းပေါ်မှာလူကလှတယ်မလှဘူးဆိုတဲ့အတွေးတွေဝင်လာတတိလွတ်သွားရင်လှတယ်မလှဘူးဆိုတဲ့အတွေးဝင်လာတာနဲ့ဘာဖြစ်တော့ဆိုရင်
နော်အစင်းအာယုန်နဲ့ပတ်သက်လာပြီးတော့စိတ်ခံစားမှုကจิตနှံ့မှုတွေဖြစ်လာတဲ့အခါအစင်းအာယုန်ပေါ်မှာတွေ့တာမှုဆိုတဲ့တဏှာဖြစ်လာတယ်တဏှာဖြစ်လာပြီးတဲ့နောက်မှာဆွဲလန်းမှုဆိုတာဖြစ်လာတယ်ဆွဲလန်းမှုဆိုတာပေါ်လာပြီးတဲ့နောက်ရလို့မှုနဲ့ကြိုးပမ်းအထောက်မှုဆိုတဲ့ကာမဘဝတွေဖြစ်လာအဲ့ဒီတရားတွေကိုဖြစ်လာပြီဆိုရင်အလုံးကိုဝိပဿနာအမြင်နဲ့ကြည့်နိုင်ရမယ်ပေါ့အဲ့ဒါလို့ကြည့်လိုက်လို့ရှိရင်တော့ဝိပဿနာအမြင်နဲ့ရှုမယ်ဆိုလို့ရှိရင်ရှစ်ဆက်ပြီးတော့တိုးပွားပြီးတော့မသွားတော့အမြင်နဲ့ပတ်သက်ပြီးဒီလိုရှုတယ်လို့ပဲအတန်နဲ့ပတ်သက်လာတဲ့အခါလဲနားရဲ့အတန်ရဲ့ဆုံးလိုက်တဲ့အခါမှာကြာတိစိတ်ဆိုတာပေါ်လာတယ်နားဆိုတဲ့ပဒါရသောတာပဒါရလည်းမမြဲဘူးအတန်ဆိုတာလည်းမမြဲဘူးမမြဲတာကိုနှစ်ခုကိုအကြောင်းပြုပြီးဖြစ်ပေါ်လာတဲ့ကြာတိစိတ်ဆိုတာလည်းမမြဲဘူးအဲ့ဒီသုံးခုစုံလို့ဖြစ်လာတဲ့ဆက်သွယ်မှုဆိုတဲ့ဖတ်တာလည်းမမြဲဘူးဆက်သွယ်မှုကိုအကြောင်းပြုပြီးတော့စိတ်ခံစားမှုဆိုတာလေးတွေကလည်းမမြဲဘူးလို့ဒီလိုပြိဿသမုပ္ပါဒ်ထဲမှာဝိပဿနာရှုပြီးတော့ရှုမြင်သွားနိုင်ပြီဆိုလို့ရှိရင်ခုနကဘာကိုတားလို့ရတော့ဆိုတဏှာမဖြစ်အောင်တားလို့ရတယ်ဥပါဒံမဖြစ်အောင်တားလို့ရတယ်တဏှာချုပ်သွားမယ်ဆိုရင်ဥပါဒံမလာတော့ဥပါဒံချုပ်သွားလို့ရှိရင်ကာမဘဝဆိုတာမလာတော့ကာမဘဝချုပ်သွားလို့ရှိရင်နောက်ဘဝဇာတိဆိုတာမလာယန္နာဖြစ်တယ်ဆိုတာကာမဘဝတို့တဏှာတို့ဥပါဒံတို့ကာမဘဝတို့ဝိဇ္ဇာတို့သင်္ခါရတို့ဒါတွေချုပ်သွားလို့နောက်ထပ်ဇာတိဆိုတာမလာတော့တာဒါယန္နာဖြစ်တယ်လို့ခေါ်နော်အကြောင်းတရားတွေရှိနေသေးရင်စက်တိုက်လာနေဥမှာအဲ့တော့ပရိစ္ဆေသမုပ္ပါဒ်ကိုတရားအနေနဲ့ရှုမယ်ဆိုရင်အကယ်၍ဒီဘဝမှာဒီတချို့အယူဆတွေမှာပရိစ္ဆေသမုပ္ပါဒ်ဟာတဘဝတည်းပဲတဘဝတည်းအတွက်ဟောတဲ့တရားလို့ဆိုတယ်တကယ်ကတော့တဘဝတည်းအတွက်ဟောတာမဟုတ်ဘူးအဝိဇ္ဇာဖြစ်လာလို့ရှိရင်သင်္ခါရဖြစ်တယ်ဆိုတာအတိတ်ဘဝအခုဘဝလည်းအဝိဇ္ဇာတွေဖြစ်တာပဲသို့တော့အဝိဇ္ဇာဖြစ်ရင်သင်္ခါရဆိုတဲ့ကံတရားတွေလည်းဖြစ်တယ်သို့တော့အဲ့ဒီအဝိဇ္ဇာဖြစ်ခြင်းကြောင့်သင်္ခါရကနေပြီးသင်္ခါရပစ္စယဝိညာဏဆိုတာတော့လာလို့မရသေးဘူးကြိုတင်ပြီးတော့ရထားတဲ့ဘဝတစ်ခုဆိုပါစို့အဲ့လိုတဘဝတည်းသာပြောမယ်ဆိုလို့ရှိရင်စဉ်းစားကြည့်လူတယောက်ဟာသမထကျင့်စဉ်ကိုကျင့်လိုက်တယ်သမထကျင့်စဉ်ကျင့်လိုက်လို့ဇံရသွားပြီဆိုဇံကုသိုလ်ကနေချက်ချင်းအကျိုးပေးလာဘယ်ပေးမှာနော်ဇံရလိုက်တာနဲ့သူဟာလူဘဝကမဟုတ်တော့ဘဲနဲ့ပြမဘဝပြောင်းသွားလို့ရမလားမရဘူးလူဘဝသေးသည်ဘဝတစ်ခုအဆုံးသတ်သွားပြီးတဲ့နောက်မှသာသူကအကျိုးပေးလို့ရတယ်ဒါကြောင့်မို့ဒီအဝိဇ္ဇာနဲ့သင်္ခါရဘလို့ပဲကောင်းတဲ့ကုသကံတွေလုံလူဘဝဟာလူစင်စစ်ကလည်းနတ်ဖြစ်သွားမှာမဟုတ်ဘူးလူစင်စစ်ကလည်းပြမဖြစ်သွားမှာမဟုတ်ဘူးဒါကြောင့်မို့အဝိဇ္ဇာနဲ့သင်္ခါရဆိုတာအတိတ်ဘဝနဲ့ပဲသက်ဆိုင်တယ်ဝိညာဉ်နာယုသလရဏတို့ကပစ္စုပန်ဘဝနဲ့ပဲသက်ဆိုင်တယ်တဏှာဥပါဒံကာမဘဝတို့ဆိုတာလည်းပစ္စုပန်ဘဝနဲ့ပဲသက်ဆိုင်တယ်လို့သုံးဘဝတဏှာကိုရှင်းပြတဲ့ဒီတရားဒေသနာဖြစ်လို့အကြောင်းနဲ့အကျိုးဆက်ဆက်ပြီးတော့ဝိပဿနာတရားကိုရှုမှတ်ပွားများမယ်ဆိုလို့ရှိရင်အဝိဇ္ဇာကိုဝိဇ္ဇာမှန်သိတယ်တဏှာကိုတဏှာမှန်သိတယ်ကိုယ်ရင်ထဲမှာဖြစ်တာဩငါမှတွေ့တာစိတ်တွေဖြစ်နေပါလားငါမှစိတ်ထဲမှာဆွဲလန်းနေပါလားဆိုတာတွေကိုသိလာပြီဆိုလို့ရှိရင်အဲ့ဒီသိတဲ့ဝိပဿနာဉာဏ်ကတွေ့တာမှုကလည်းမမြဲဘူးဆွဲလန်းမှုကလည်းမမြဲဘူးလို့ဝိပဿနာဉာဏ်နဲ့ရှုမြင်သုံးသပ်လိုက်လို့ရှိရင်ရှေ့တိုးမလာတော့ဘဲနဲ့ရော့ကျသွားတာပဲဖြစ်တယ်ပေါ့အဲ့လိုရော့ကျသွားအောင်ဝိပဿနာတရားနဲ့ကိုယ့်ရင်ထဲမှာဖြစ်ပေါ်လာတဲ့ကံနဲ့ကိလေသာတွေကိုဟန်တာရမှာပဲဖြစ်တယ်အဲ့လိုဟန်တာနိုင်လို့ရှိရင်အဆိုးတရားတွေဟာရင်ထဲမှာပွားများမလာတော့ဘဲနဲ့ရော့တဲ့ရော့လာပြီးနောက်ဆုံးမှာဒီအကြောင်းတရားတွေချုပ်သွားလို့ရှိရင်အကျိုးတရားတွေချုပ်ငြိမ်းခြင်းဆိုတဲ့
နိဗ္ဗာန်ဆိုတာနဲ့နိစ္စပြီးတော့လာတာပဲဖြစ်တယ်အကယ်၍ဒီအကြောင်းတရားတွေကတိုးတဲ့တိုးလာမယ်ဆိုရင်နိဗ္ဗာန်နဲ့တော့ဝေးနေအောင်ပါပဲအဝိဇ္ဇာတွေကလည်းတိုးတယ်သင်္ခါရတွေကလည်းတိုးတယ်တဏှာတွေဥပါဒဏ်တွေကာမဘဝတွေကလည်းတိုးနေတယ်ဆိုရင်နိဗ္ဗာန်နဲ့ဝေးမှာပဲအဲ့ဒီအဝိဇ္ဇာတဏှာဥပါဒံသင်္ခါရဘဝဆိုတဲ့ကံနဲ့ကိလေသာတွေရောပါသွားလို့ရှိရင်ဒီဘဝကိုဖန်တီးတတ်တဲ့အကြောင်းတရားတွေချုပ်သွားလို့ရှိရင်ဘဝကလည်းပဲငြိမ့်သွားတယ်အကြောင်းချုပ်ရင်အကျိုးချုပ်တယ်ဆိုတဲ့အတိုင်းပဲအကျိုးချုပ်အောင်ဘယ်လိုလုပ်အောင်အကြောင်းချုပ်အောင်ဘာနဲ့လုပ်အောင်မလို့ဆိုဝိပဿနာတရားကိုပွားများအထောက်အောင်ဝိပဿနာတရားပွားများအထောက်ခြင်းဖြင့်အမှန်သိလာတဲ့အခါမှာတမ္မာဒိဋ္ဌိဆိုတာဖြစ်လာတယ်အမှန်တွေးတဲ့တမ္မာသင်္ကပ္ပဆိုတာဖြစ်လာတယ်မှန်ကန်တဲ့ကြိုးစားမှုဆိုတဲ့တမ္မာဝါယာမဖြစ်တယ်မှန်ကန်စွာသိမှတ်ခြင်းဆိုတဲ့တမ္မာတတိမှန်ကန်စွာစိတ်တည်ငြိမ်ခြင်းဆိုတဲ့တမ္မာသမာဓိလို့ဆိုတဲ့ဒီမှန်ကန်မှုသီလကိုအခြေခံပြီးတော့တမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝဆိုတဲ့သီလကိုအခြေခံပြီးတော့ဝိပဿနာအလုပ်ကိုအထုတ်တဲ့ဒီမဂ္ဂင်တရားတွေနဲ့ပေါင်းစပ်မိသွားလို့ရှိရင်ကံနဲ့ကိလေသာတွေဟာချုပ်ငြိမ်းသွားရောအဝိဇ္ဇာဆိုတဲ့ကိလေသာတဏှာဆိုတဲ့ကိလေသာဥပါဒံဆိုတဲ့ကိလေသာအဲ့ဒီကိလေသာတွေချုပ်ငြိမ်းသွားရင်သင်္ခါရဘဝဆိုတဲ့ကံတရားတွေဟာအလုံးမဖြစ်တော့လို့ရှိရင်ဘဝတစ်ခုကိုမထုတ်လုံနိုင်တော့ကိလေသာကုန်လို့ရှိရင်ကံကုန်တယ်ကိလေသာချုပ်ရင်ကံချုပ်တယ်ကိလေသာကိုဘာနဲ့ချုပ်အောင်လုပ်မလဲဆိုဝိပဿနာရှုရင်းကနေပြီးရလာတဲ့မဲ့နဲ့ကိလေသာကိုချုပ်သွားမှဖြစ်တယ်အဲ့ဒါပရိစ္ဆသမုပ္ပါဒ်ကိုဝိပဿနာအနေနဲ့ရှုမှတ်ပွားများခြင်းလို့အချင်းချုပ်အားဖြင့်ဒီလိုမှတ်သားနားလည်ကြမှာဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေဟာဘဝတန်တရားကိုရှင်းရှင်းပြတ်ပြတ်နားလည်အောင်လုပ်ပြီးကိုယ့်ဘဝကိုတန်တရားဝကလွတ်ချင်တယ်ဆိုရင်ဒီလမ်းမှတပါတခြားလျှောက်เสียမရှိဘူးနိဗ္ဗာန်သွားခြင်းနဲ့ဆိုရင်ထိုင်ဆူတောင်းနေလို့တော့မရဘူးဒီလမ်းကြောင်းကရှောက်မှသာလေနိဗ္ဗာန်ဆိုတာရောက်တယ်ဒီကနေပြီးတော့မန္တလေးတောင်သွားခြင်းနဲ့ဆိုရင်အိမ်ပေါ်ကနေထိုင်ပြီးမန္တလေးတောင်ကိုသွားခြင်းလိုက်တာလို့ဆိုရင်ရောက်ပါမလားအေးမန္တလေးတောင်ရောက်တဲ့လမ်းကြောင်းပေါ်မှာရှောက်ဖို့လိုတယ်အဲ့ဒါလိုပဲနိဗ္ဗာန်ကိုရခြင်းနဲ့ဆိုရင်နိဗ္ဗာန်သွားတဲ့လမ်းကိုရှောက်လန်းကြရမှာဖြစ်တယ်ဝိပဿနာအကျင့်ကိုကျင့်ခြင်းဟာနိဗ္ဗာန်ရဲ့အကြောင်းတရားကိုရှောက်လန်းနေခြင်းဖြစ်လို့မိမိတို့ဘဝမှာတဘဝတဲ့တဘဝပို့ပြီးတော့နိဗ္ဗာန်နဲ့နီးလာမှာဖြစ်တယ်ဆိုတာကိုကိုယ်စီသဘောကျပြီးဝိပဿနာတရားအထုတ်ခြင်းဖြင့်နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်အောင်ကြိုးစားအထုတ်နိုင်ကြပါစေကုန်သတည်း